你弄来这一人你那边，妈妈刚讲表白的什么大事你家？嘉宾，鲁迅老弟没把到不看呀？好了，鲁迅老没把边那没ထောင်း没ဆိုင်တီးတယ်လို့လားတီးတတ်တာပေါ့သူတို့တင်ပါစပ်ပါတာမဟုတ်ဘူးကျွန်တော်လည်းပါစပ်ပါတယ်ပြောတတ်တယ်ဆိုတတ်တယ်ခင်ဗျာကဲတော့ဆိုင်တီးမှာဆိုတော့တို့အမတွေညီမတွေခဏလေးနော်ဆိုင်တီးရင်တောင်းမှန်ရတဲ့ခေတ်ဆိုတော့ခဏလေးပါမကြောင်ပါဘူးတို့ TV မှာကြော်ညာကြည့်ဘူးတယ်မလားကြော်ညာလာတယ်လीကလေးလေးတီးတယ်ဗါတဲ့3မိနစ်ပဲဆောင်မာမီကောင်းစင်ကောင်းမှကောင်းဟာလားဒါကြောင့်အကောင်းနေတီးပြခြင်းလို့3မိနစ်ပဲဆောင်ပေးပါအဲ့ဒီ3မိနစ်ပြီးတာနဲ့ကျွန်တော်ခေတ်သချင်းကြီးအများကြီးဆိုပြပါမယ်ဟာလားအခုခေတ်စိုင်းတီးရင်တောင်းပန်ရတဲ့ခေတ်မလို့တခါတည်းတောင်းပန်ခဲ့တာပါဗျာစိုင်းဝါသနာရှင်များအတွက်ဟာကဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဖေရပဲဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်ခွင်ကျော်လေးပြီးဆိုပေးမယ်နော်ခဏလေးပါကဲတော့စတော့ငွေ1000ခိုင်းဒီကောင်ပါဦးကကဲတော့ဟေးခိုင်းစိုင်းဝါသနာရှင်များလီလီဆာဆာလေးနားဆင်ပေးပါမမကြီးဘယ်လူရှင်တော့မအားမကိုဘူးမောင်နှမနှစ်ယောက်တွဲဖက်ပြီလို့မမရှင်ရောက်ပြီလားရောက်ပါပြီစူနိုင်လားစူနိုင်ပါတယ်အော်နိုင်လားဟဲ့အော်နိုင်ပါတယ်သဘောကျတယ်နော်အဲ့တော့ဒါကျွန်တော်ရဲ့မမောတဲ့ဟာလားဆိုင်းစီယာကြီးဦးဝင်းတင်ပြီးရင်ဆိုင်းစီယာကိုကျော်မင်းကိုနီယန်တို့ရဲ့အမအရင်ပါခင်ဗျာအဲ့တော့မမကြီးရှင်စူနိုင်နေနော်စူနိုင်ပါတယ်ကဲစူမဆိုတော့မမကနေကိုဘသူတချင်းကိုစူမှာတော့အောင်တန်းတင်ရဲ့တခြင်းကိုဆိုမှာပါရှေးမင်းသမီးကြီးအောင်တန်းတင်ရဲ့တခြင်းကိုဆိုမှာဟုတ်ကဲ့တကယ်ဆိုနိုင်နေပေါ့တကယ်ဆိုနိုင်ပါတယ်အဲ့ဆိုအောင်တန်းတင်ကဘလို့ဆိုတော့ရှေးမလေးအောင်တန်းတင်တေမဆွေးလျက်တောင်အချစ်အခရာရေးကတင်တရားမှာတယောက်စုဖို့မလွယ်တဲ့အတန်ပါခင်ဗျာတကယ်နားထောင်ခဲ့တဲ့အတန်ပါနော်ဒီရှာတန်းနဲ့ဆိုတာမဟုတ်ဘူးဟာဒီမေးကိုရိုက်ပြီးဆိုသွားတာဗါတဲ့မာဘူးနော်ကျွန်တော်မဆိုတတ်ဘူးတကယ်မဆိုတတ်ဘူးမမအဲ့နေရာလေးကောင်းလို့နှကြောတဲ့ကိုစိတ်နေတာပဲတခေါက်လောက်မာရှေးမလေးအောင်တဲ့တေမဆွေးလျက်တောင်အချစ်အခရာရေးကတင်မမြစ်တာစစ်ပါချစ်တပါရဲ့လားအပြေကင်းရဲ့ချစ်ချင်းကြီးမြတာသမောမပြောင်းနေတာခင်မနာပါမြစ်ရှိကြတနာချွေမြတာညီရလေးခုရဲ့ချစ်နေပါကျိန်ဝင်နေယုံမကျိန်ဝင်နေယုံမအောင်တန်းနေကအစပြတော်ရတာအချစ်နဲ့ဆိုနိုင်တာမျိုးခိုင်မမျိုးနိုင်တာနဲ့ပြစီရနာဆိုတူကောင်းပပတောင်းစပါလို့အောင်တန်းနေနေတာရှေးမင်းသမီးကြီးအောင်တန်းတင်ရဲ့တခြင်းကိုဆိုပြသွားတာပါအဲ့တော့မမကြီးမမကရှေးမင်းသမီးကြီးအောင်တန်းတင်လို့ဆိုပြသွားတော့ကျွန်တော်ကဘသူနဲ့တူအောင်တီးရမှာလဲဘာမှစိန်ပန်းမောင်နဲ့တူအောင်တီးရမှာပေါ့မောင်ဘာမှစိန်ပန်းမောင်နဲ့တူအောင်တီးရမှာဟုတ်တယ်မတူတော့ညာလေခွင့်ရကပေါ့ဟာလားအဲ့တော့ဆိုင်းဝါသနာရှင်များကျွန်တော်တို့ရဲ့ဆိုင်းဖျားကြီးဘာမှစိန်ပန်းမောင်ကဟာဒီတခြင်းကိုဒီလိုတီးပါတယ်ခင်ဗျာကြားမယ်
ပြီးတဲ့ကောင်းလိုက်လားကောင်းတာလားငိုက်နေတာလားမသိဘူးနော်ဟဲ့လား